နာသစ်စေးတွေတော့အကောင်သုံးတယ်အကောင်စားတွေတော့သုံးတယ်ဒါပေမဲ့ဝက်ချံကလုံးဝမပြောက်သွားဘူးဘာမျက်နှာသစ်စေးပဲသုံးလုံးဝမပြောက်သွားဘူးဆိုတော့ဒီတစ်ချက်မှားနေလို့လည်းဖြစ်ပါတယ်ရှင်ဒါကြောင့်မို့စညို့ကဒါလေးကိုနည်းနည်းလေးပြောပြပေးခြင်းနဲ့ဘာကြောင့်မပြောက်ရတာလဲဆိုတော့အဓိကတရားခံဟာဆိုတော့စညို့တို့ဝမ်းချုပ်လို့ပဲဖြစ်ပါတယ်ရှင်ဝမ်းချုပ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးကစညို့တို့ရဲ့မျက်နှာပေါ်မှာအစီဘူးတွေဝက်ချံအမဲဆက်တွေကိုပို့ပြီးတော့ဆိုးွားစေတယ်အဓိကဦးလန်းကြောင့်မတန့်ရှင်းဘူးဆိုရင်စညို့တို့ရဲ့မျက်နှာကိုကန်ထွက်လာအဓိကဆိုတော့လေစညို့ကိုယ်တိုင်ကလည်းဖြစ်ဘူးတယ်တိလားဝမ်းတအားချုပ်တဲ့ခါကျရင်လေမျက်နှာမှာကြီးတဲ့အဖုကြီးတွေအကြီးကြီးထွက်လာတယ်ပြီးကြရင်လည်းဟိုညှစ်လိုက်လဲတအားနာတယ်ပေါ့နော်ဒါဆိုတော့တော်တော်လေးကိုမှဆိုးရတယ်ဒါကြောင့်မို့ဦးတန့်ရှင်းရေးလုပ်ဖို့ကလည်းအရန်ကိုမှအရေးကြီးရလည်းဖြစ်ပါတယ်ရှင်အဲ့တော့အမတို့မျက်နှာတစ်စေးပဲသုံးလို့မရဘူးအထဲထဲခန္ဓာကိုယ်ကလည်းကျန်းမာရေးကောင်းဖို့ဦးလန်းချောင်းကလည်းတန့်ရှင်းနေဖို့အရန်လိုအပ်တယ်ဆိုတာကိုစညို့ကပြောပြပေးချင်တာအကယ်၍အခုဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့သူကနေကွာကျတော့ဝမ်းချုပ်ပြီးတော့မျက်နှာတစ်စေးတွေသုံးပေမဲ့ဘာမှရလည်းမရဘူးဆိုရင်တော့စညို့စီမှာဦးတန့်ရှင်းရေးလုပ်တဲ့ Fiber S လေးရှိပါတယ်ဦးတန့်ရှင်းရေးလုပ်တဲ့ဟာကသူကကျတော့ strawberry ဒင်ဂျင်ရတာလေအဲ့စီကနေထုတ်ထားတာလည်းဖြစ်တယ်အမတို့သုံးလို့အရန်ကောင်းတယ်တရက်ကို2ထုပ်လေးပုံမှန်တောက်ပေး9ထုပ်6ထုပ်လောက်တောက်တန်တဲ့တောင်မှအမတို့ရဲ့ဝက်ချံအစီဘူးတွေကရှင်းတော့လိမ့်မယ်ပြောရမယ်ဆိုရင်တော့စညို့တထုပ်လေးတောက်တာဥပမာကွာတရက်လောက်တောက်တာနဲ့တောင်မှတော်တော်လေးတိတာတယ်ဝက်ချံမဲစစ်တွေကတော်တော်လေးရှင်းသွားလိမ့်မယ်အဓိကဝမ်းမိုက်ထဲမှာအပူပုတ်တွေများနေလို့ဝက်ချံတွေကကန်ထွက်တာမပြောက်တာเนาะဒါလေးလာပြောပြပေးရပါရှင်လိုအပ်တဲ့စနော် Fiber S လေးမှာလို့ရတယ်เนาะ